အဲ့တော့ကျွန်တော်တို့လင်ကောင်းသားကောင်းရနီးဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကိုကအိမ်တော်ကြားခဲ့တယ်မကောင်းတဲ့ယောက်ျားနဲ့လင်စူးနဲ့ရခဲ့တယ်ပေါ့သို့တော့အိမ်တော်ထပ်ပြုတ်ဖို့အစီအစဉ်ကိုမှရှိတယ်အရှိမဆိုးခဲ့တဲ့လင်စူးနဲ့မကြုံကျင်ဘူးအိမ်တော်လည်းပြုတ်ကျင်တယ်လင်ကောင်းရကျင်တယ်ဆိုလို့ရှိရင်အခုပြောတဲ့အတိုင်းလေးလုပ်စေချင်ပါတယ်အဲ့တော့ကျွန်တော်နာမည်ရင်းမင်းအောင်မြန်တလင်းပါအဲ့တော့ဒါလေးကပေါ့သွားပါတယ်မခတ်ပါဘူးလောက်ရတာလည်းလွယ်တယ်ဒါပေမဲ့အထင်တော့မသေးပါနဲ့အဲ့တော့ဟိုတစ်ချိန်လုံးကကျွန်တော်ဂျာနယ်တွေမှာစောင်းမအဖြစ်နဲ့ကျွန်တော်အဲ့ဒါလေးကိုရေးခဲ့ပြီးပါတယ်အဲ့တော့မှတ်ရပါပဲအဲ့တော့လင်ကောင်းသားကောင်းရခြင်းရင်အခုပြောတဲ့အတိုင်းလေးလုပ်ပါအဲ့တော့ကိုကတော့အိမ်လူပြဥစ္စာပေါ့လူလွတ်ပေါ့ဟုတ်လားလင်ကောင်းသားကောင်းရခြင်းနဲ့မိန်းမသားတွေအနေနဲ့မိန်းကလေးတွေအနေနဲ့ရခြင်းနဲ့ဆိုရင်ကျွန်တော်လွယ်လွယ်လေးပဲကြွက်စာကြွေးပါနော်ကြွက်စာကြွေးပါအဲ့တော့ကိုအိမ်သားမှာအဲ့ကိုအိမ်ကကိုယ်လာတတ်တဲ့ကြွက်ကိုပဲဖြစ်ဖြစ်အိမ်ကြီးပတ်ဝန်းကျင်ကြွက်ကိုပဲဖြစ်ဖြစ်ကိုအလုံးနဲ့နီးစက်ရကြွက်ကိုပဲဖြစ်ဖြစ်ဘယ်ကြွက်မဆိုရပါတယ်အဲ့တော့ကိုနီးနားမှာကြွေးဟလာကိုရှိနေတဲ့ခက်ဝေးမှာပဲကြွေးရတယ်နီးနားကြွေးဝေးအဒီကြွက်ဖြစ်ပြီးတော့ကြွက်စာကြွေးရတယ်အဲ့တော့အဲ့လိုနေ့တိုင်းပေါ့နော်ကြွက်စာကိုကြွေးမယ်ပြီးရင်တရဝအနန္တကိုပေါ့နော်လူပါဝင်တရဝအနန္တကိုမေတ္တာပို့မယ်တနေ့ကိုတစ်ချိန်ပဲလုပ်ဒီမိန်းကလေးကလင်ကောင်းသားကောင်းရပါတယ်အဲ့တော့အိမ်အောင်ကြတာနှစ်ခါရှိပြီနှစ်ဆက်ရှိပြီလင်ကောင်းသားကောင်းမရဘူးဆိုရင်တော့အဲ့တော့သားသမီးကလည်းမကောင်းလင်ကလည်းမကောင်းပေါ့နှစ်ဆက်တောင်ရှိပြီအဲ့ဒီလိုမျိုးလေးလုပ်ပါလင်ကောင်းနဲ့တွေ့ပြီးတော့ဟလာသားကောင်းယတနာမွေးပွားပါတယ်ကို့အကျိုးပြန်ပြုမဲ့သားကောင်းယတနာမွေးပွားအဲ့တော့ကျွန်တော်လည်းဒီဟာကိုငကိုတော့ကျွန်တော်လည်းနားမလည်ကြွက်ဖို့အစာကျွေးတာနဲ့ဘယ်လိုလင်ကောင်းသားကောင်းရတာလဲဆိုတော့နောက်ကျွန်တော်စာအုပ်တွေပါရှောက်ဖတ်ကြည့်လှန်လို့လေးလာဆိုတော့အဲ့ဒီမှာနည်းနည်းလေးဆက်ပြီးကျွန်တော်အတွေးတစ်ခုဝင်တာဗောနော်အဲ့စာအုပ်တွေကိုဖတ်ပြီးအခြေခံပြီးတော့ဘာလဲဆိုတော့ကြွက်ဆိုတဲ့အရာဒီလူတွေမှာရှိတဲ့အဝတ်အစားတွေကောင်းတဲ့အရာတွေကိုသူတို့ကကိုက်ဖြတ်တာဖျက်ဆီးတာအဲ့တော့အဲ့ဒီကြွက်ဆိုတဲ့အရာကိုဒီမိန်းကလေးရပေါ့နော်အစာကျွေးတယ်ဆွမ်းနာလိုမျိုးတရားဝအနန္တလူပါဝင်မေတ္တာပို့တော့ဖြစ်တဲ့အတွက်ကြောင့်ကိုဘဝကိုဖျက်ဆီးမဲ့ယောက်ျားဆိုတာပေါ်မလာတော့ဘူးဒီသဘောပဲအဲ့တော့ဖြက်စီးတဲ့အကောင်နဲ့ကိုကမိတ်ဆွေဖြစ်သွားပြီဟလာမြစ်တာတွေလည်းပို့တာတယ်ဆိုတဲ့အခါကျတော့ဒီဖြက်စီးတဲ့အရာကိုပေါ့အောင်မလာတော့ဘူးအဲ့တော့အဲ့ဒီလိုမျိုးကြောင့်လင်ကောင်းသားကောင်းရတာဒီလိုကုသိုလ်ကောင်းမှုကိုပြုတ်ဒီလိုမြစ်တာပို့ဆိုတာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်နားလည်ပါတယ်အဲ့တော့ကျွန်တော်တို့ဟောကန်နေမှာအဲ့လိုမိန်းကလေးတွေဟလာအိမ်အောင်ကြရင်လင်ကောင်းရမလားဘယ်လိုဖြစ်မလဲပေါ့နော်ဒီလိုကောင်းမိန်းမသားတွေမေးလို့ရှိတဲ့ဟာပေါ့အဲ့တော့ကောင်းမလားအိမ်တော်ကြီးကံကောင်းမလားအဲ့တော့ကျွန်တော်အများအားပြောလို့ရှိရင်တို့အိမ်တော်ကြီးကံကောင်းခြင်းเนาะကိုယ့်ရဲ့ညီမလေးတွေကိုယ့်အမတွေပေါ့အိမ်တော်ကြီးကံကောင်းခြင်းเนาะအခုဒီမှာကြည့်နေတဲ့တဲမှာဟလာအပြူတွေအိမ်တော်ကြီးကံဆိုးခဲ့ဘူးတဲ့ဟလာသူတွေပါလို့ရှိရင်အခုပြောတဲ့အတိုင်းလုပ်ပါအဲ့တော့နေ့စဉ်နေ့တိုင်းမကျွေးနိုင်ဘူးကွာအလုပ်တွေမအားလို့ဆိုရင်တော့တစ်ပတ်မှာ2ကြိမ်လောက်ကျွေးပါအဲ့တော့အချိန်ကြီးများနဲ့နေ့စဉ်ကျွေးနိုင်လေပိုကောင်းလေပါပဲအဲ့တော့ကောင်မလေးတယောက်စေးမလေးတယောက်လာတယ်နောက်ဆုံးအဲ့သူ့လုံအလုပ်ထဲမှာအရာရှိကြီးတယောက်နဲ့ညားပြီးတော့တာမန်စေးမလေးကအရာရှိရဲ့ကြိုက်လို့အဲ့ဒါတန်းဆွဲပြီးလို့ညားပြီးတော့လင်ကောင်းရပါတယ်အဲ့ဒီလိုပဲသူ့အိမ်မှာအလုပ်လုပ်တဲ့ကောင်မလေးတယောက်အဲ့ဒါတင်မောကနေပြန်လိုက်လာလိုက်နောက်ဆုံးကျတော့အဲ့တင်မောသားသူတို့အိမ်မှာရှိတဲ့ဒီအိမ်ပေါ်ပဲဆိုပါတော့အလုပ်သမားကောင်မလေးကိုသဘောကျတယ်တောသူမလေးကိုကြပြီးတော့အဲ့ဒီကောင်မလေးကိုပဲအဲ့ဒါမေတ္တာတောက်ဝင်ချစ်ခင်ပြီးနောက်တင်မောကပြန်တော့ဒီကောင်မလေးနဲ့ခိုးရလိုက်သွားတယ်လင်ကောင်းသားကောင်းရပါတယ်ဗောနော်အဲ့လိုဖြစ်တွေကအများကြီးပါပဲစောင်းမားထဲမှာလည်းကျွန်တော်ထည့်ရေးပြီးပါတယ်အဲ့တော့ဒီကတော့ဒါလေးကတော့ဒီလောက်ပါပဲအဲ့တော့ကိုကလင်ကောင်းသားကောင်းရမလားဆိုတာထက်လင်ကောင်းသားကောင်းရခြင်းအခုပြောတဲ့အတိုင်းလုပ်ပါဘယ်နေ့ဘယ်ရက်ဘယ်အချိန်ရမရှိပါဘူးများနဲ့မြန်လုံနိုင်ရင်နောက်ဆုံးကိုအိမ်အောင်ကြရင်ဘလို့ပဲဖြစ်ဖြစ်ဏီကုန်းကျရင်လင်ကောင်းသားကောင်းဆိုတာရပါတယ်ပေါ်လာတတ်ပါတယ်အဲ့တော့ဒါလေးကိုမျှဝေပါတယ်အားလုံးပဲကျွန်တော်တို့ပြုံးပြော်နိုင်ပါစေကံကောင်းနိုင်ပါစေ